Hello ဒီရက်ကတော့ကျမတို့အိမ်ကလူတွေနဲ့အိမ်ရှိကလူတွေနဲ့ပေါင်းပြီးတော့ကျမတို့ခွေးစုထောက်မှာရှိတဲ့ဘုရားကျောင်းအစ်စ်ကလေးဝဲကိုသွားမှာဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါဦးရွာကတေးလေးဆိုတော့ပြားချောင်းကလည်းအရန်သေးတယ်ပေါ့နော်လာတဲ့လူလည်းအရန်တော့မများပါဘူးဒါပေမဲ့ကျမတို့အပြင်မှာပဲထိုင်လိုက်ရတယ်အထက်မှာနေရာမဆန့်ဘူးအထက်မှာလည်းထိုင်ခုံနေပြီးတော့မထက်ထားသေးဘူးဒီတိုင်းပဲဖြာခင်းပြီးတော့ထိုင်ပြီးတော့ရှိခိုးရတာပေါ့နော်ဒီပြားချောင်းကတော့ကြည်ရတာတော့ကြာနေပြီထင်ပါတယ်ဒါခရိယန်ဘုရားကျောင်းပေါ့ဘုရားကျောင်းပေါ့နော်ကြာနေပြီထင်တယ်ဒါပေမဲ့အခုမှပဲပွဲလောက်တာပေါ့နော်ဘုံကြီးကတော့ထိုင်ဘုံကြီးပဲဖြစ်တော့ထိုင်လို့လည်းရှိခိုးတယ်ကြရန်လို့လည်းရှိခိုးတယ်ပြီးရင်ကြရလို့လည်းရှိခိုးပါတယ်အစုံပလုံးပါပဲရှင်ဒီဖုန်းကြီးတစ်ပါးကမဲဟောင်ဆောင်မျိုးရဲ့ကျောင်းထိုင်ဘုံတော်ကြီးပေါ့နော်ဒါကတော့မဲဟောင်ဆောင်ခရစ်ယာန်ဘာသာဝင်တွေရဲ့ကျောင်းထိုင်ဘုံတော်ကြီးပါသူကတော့မြို့ထဲမှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုပတ်တိုင်းတော့ဘုရားကျောင်းသွားတက်ရင်တော့သူနဲ့တွေ့ပါတယ်ဒါပေမဲ့သူနဲ့တော့တခါမှစကားမပြောဘူးသူကအင်္ဂလိပ်လိုပြောတယ်ထိုင်းလိုလည်းပြောတယ်ဒါပေမဲ့မြန်မာလိုကရားလိုတော့သူပြောတော့ပေါ့နော်အဲ့တော့ဖျားချောင်းပြီးတော့ကျမတို့ကိုထမိန်တွေးပါတယ်ကျမကဘလချောင်းအရင်ကြိုက်တာဘလချောင်းဟင်းပါတော့ကျမအများကြီးစားခဲ့ပါတယ်ရွာလေးကတောင်ပေါ်ရွာလေးလို့ပြောလို့ရတယ်သူကတောင်ဖျားချောင်းလည်းတောင်ထိပ်မှာရှိနေတာပေါ့နော်အရန်လည်းတာရပါတယ်သူဖျားချောင်းဘေးမှာဒီလိုမျိုးစိုက်ခင်းနေတွေရှိတယ်ပြီးရင်တောင်ကုန်းလေးတွေကအရန်ကိုစိမ့်နှမ်းနေပြီးတော့မအုပ်နေတော့အရန်ကိုပြီးပြစ်စုံနေတယ်ပေါ့နော်ပြီးရင်ဒီအလံလေးတွေနဲ့ကြည့်ရင်တော့အရန်လာနေပါတယ်အရန်ကိုကြည့်နေစရာကောင်းပါတယ်ရှင်ကဲဒါဆိုရင်ဝေစုထောက်ရွာတဲ့ကိုဝင်လေကြည့်အောင်နော်ဝေစုထောက်ရွာဆိုတာကကရောရှိတယ်ကရန်လူမျိုးလည်းရှိတယ်ပေါ့နော်အဲ့ဒီလူမျိုးတွေကဒီကရားပြည်နယ်ကလူတွေပေါ့ကရားပြည်နယ်အဖြစ်ဂရင်းတွေကလူတွေပေါ့သူတို့ကတော့ဒီမှာလာနေတာကြာပြီအဲ့တော့သူတို့အတူကဘာတွေလောက်ကန်စားတောက်လဲဆိုရင်တော့ခြံပြီးဒီသူတို့ရဲ့ခြံထဲမှာပေါ့နော်ဒီမှာတွေ့ရတဲ့အတိုင်းပဲခုနကအပိန်တွေစိုက်စားကြတယ်တွေ့ရတယ်နောက်တစ်ခါရွာထဲမှာကသူတို့အဓိကtourist တွေကို attract လုပ်တယ်ပေါ့နော် tourist တွေကိုဥတီပြီးတော့သူတို့ကရန်ရိုးရာချီထဲတို့ဒီကရန်ရိုးရာပစ္စည်းတွေပေါ့နော်အဲ့ဒါတွေကိုခင်းပြီးတော့ရောင်ကြတာကိုတွေ့ရပါတယ်အဲ့ဒီမှာပစ္စည်းတွေကတော့ဆိုင်တွေကအရန်နေတယ်ပြီးတော့ပစ္စည်းတွေကဆိုင်နဲ့အရန်ကစိန်တူနေတယ်ပေါ့နော်ဒီဆိုင်မှာရတဲ့ဟာလဲဟိုဆိုင်မှာရတယ်အဲ့လိုဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့ခင်းပြထားတဲ့ပုံစံလေးကတော့တော်တော်လေးကိုလှတယ်ဒီမှာအဲ့ဒီဆိုရင်လည်း200ပဲပေါ့လေ200ပဲဆိုတော့ဒါပေမဲ့ကျမတို့ဝယ်ဖို့တော့စဉ်းစားတယ်ဒါပေမဲ့မဝယ်ခဲ့ဘူးပေါ့နော်ဒီခါဒီဘက်မှာကျတော့လက်ကောက်တွေပေါ့နော်ရွှေရောင်တဲ့ဟာကျတော့ကြေးပေါ့နော်ကြေးလက်ကောက်တွေကသူတို့ကိုယ်တိုင်လှုပ်ထားတာဖြစ်တယ်ကျန်တဲ့ဟာတွေကတော့အကလုံး trading လုပ်ထားတာပေါ့နော်သူတို့ဝယ်ပြီးတော့တခါပြန်ရောင်းတာပေါ့လေအမှသူတို့ဒီလိုစီထားတာလေးတွေကတော်တော်လာတယ်ဒါကထိုင်းနိုင်ငံရဲ့
မြို့နယ်တော်တော်များများမှာပေါ့နော်ဒီလိုကရမ်းရွာတို့ရှိတဲ့နေရာတွေမှာဆိုရင်ဒီလိုမျိုးလလလေးစီထားတဲ့ဒီလိုလလလေးစီထားတာတွေကအများအားတွေ့ရတတ်တယ်သူတို့ရွာကချင်းချင်းလေးပဲပေါ့နော်ပြီးရွာလယ်မှာဒီလိုချောင်းတက်တေးလေးတစ်ခုရှိတယ်ပြီးကြတော့ဒီမှာတို့ရွာအပြင်ထွက်မှာပေါ့နော်ရွာအပြင်ထွက်တော့လဲနည်းနည်းလေးထားပြီးတော့ကြော်ရသေးတယ်ဒီမှာလမ်းနည်းနည်းလေးရှိတယ်စင်းကြံလို့ပြောရမှာမသိဘူးဒီမှာလဲပစ္စည်းတွေရောင်းတယ်ဒီဘက်ကျတော့ကရမ်းရိုးရမဟုတ်တော့ဘဲနဲ့ထိုင်းရိုးရတွေပေါ့နော်ထိုင်းတွေအဝတ်များတဲ့ရိုးရအထည်တွေကိုသူတို့ရောင်းတာကိုလည်းတွေ့ရပါတယ်အမှရွာအရင်ရွာကတော့အခုတော့နည်းနည်းတော့တိတ်ဆိတ်တယ်ပေါ့နော်အရင်ကတော့ tourist တွေအရန်လာတယ်လို့ပြောတယ်သူတို့ရဲ့ဝင်ငွေတွေကလည်း tourist တွေနဲ့ပဲလေပတ်နေတာပေါ့နော်အခုကျတော့လေရွာကတော့တိတ်ဆိတ်နေတယ်ချင်းနေတွေကပြောင်းသွားပြီထင်ပါတယ်နောက်ထပ် vlog လေးတွေကိုလည်းကျွန်မထိုက်ကြိုက်သွားပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မ vlog ကိုထပ်ကြည့်ချင်တယ်ဆိုရင်တော့ subscribe လေးလုပ်သွားပေးပါဦးရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်